ကျဉ်းဖက်စစ်တပ်ကချမ်းပြည်နယ်တွင်ကျူးလွန်ခဲ့သောစစ်မှုရာဇဝတ်မှုများအတွက်မဲ့အွန်လိုင်းကိုအရေးယူပေးရန်တန်ကြားထားသည့်အမှုကိုဆုံးဖြတ်ပေးရန်ဖိလစ်ပိုင်စစ်နေများကဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနကိုထပ်မံတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံချမ်းပြည်နယ်တွင်ဖြစ်ပွားခဲ့သည့်စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားသည့်ရာဇဝတ်မှုများအတွက်စစ်ကောင်ဆောင်မဲ့အွန်လိုင်းအပါအဝင်စက်ကောင်စီကောင်းဆောင်များကိုအရေးယူပေးရန်2023ခုနှစ်ကလေးကတန်ကြားထားသည့်အမှုကိုနှောင့်နှေးမှုမရှိဘဲဆုံးဖြတ်ဆောင်ရွက်ပေးရန်ဖိလစ်ပိုင်ရှေ့နေများကဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန DOJ ကိုဇူလိုင်30ရက်တွင်ထပ်မံတိုက်တွန်းလိုက်ပါတယ်။ချင်းပြည်နယ်မှာဆက်ရဇော်မှုကျူးလွန်ခံရသူများကိုစားပြုသည့်နိုင်ငံတကာဥပဒေပညာရှင်တို့ကမြန်အွန်လိုင်းကိုဆက်ရဇော်မှုများဖြင့်အရေးယူပေးရန်2023ခုနှစ်အောက်တိုဘာလကတင်ကြားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမှုနှင့်ပတ်သက်၍အချိန်မဆိုင်ဘဲဆုံးဖြတ်ပေးရန်သူရရဲ့အကျဉ်းရှောက်လွှာကို DOJ သို့တင်သွင်းလိုက်ပြီးအလားတူပထမအကျဉ်းရှောက်လွှာကို2025ခုနှစ်ဧပြီလတွင်တင်သွင်းခဲ့ပါတယ်။ရှင်းနေများ၏အဆိုအရဆက်အာဏာသိမ်းပြီးနောက်ရှင်းပြည်နယ်တွင်လက်နက်ကိုင်ပဋိပက္ခများဆက်လက်ပြင်းထန်နေပြီး2026ခုနှစ်ဇန်နဝါရီလမှဇူလိုင်လအထိအယတအနည်းဆုံး83ဦးသေဆုံးခဲ့ရာရင်းတို့အနက်ကလေးငယ်22ဦးအပါအဝင်ကြောင်းတရားရေးဝန်ကြီးဌာနတို့တင်သွင်းအချက်များဖော်ပြထားပါတယ်။အဆိုပါတန်ကြားမှုကိုတင်သွင်းပြီး3နှစ်နီးပါးကြာမြင့်လာတော့လဲဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနကတရားစီရင်ပိုင်ခွင့်မရှိဟုဆိုကာအမှုကိုလက်ခံစစ်ဆေးရန်ညှဉ်းဆိုသည့်စာတစောင်သာထုတ်ပြန်ခဲ့ကြောင်းစစ်နေများကပြောထားပါတယ်။ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနကဖိလစ်ပိုင်၏အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားရေးဥပဒေလူမျိုးတုံးတစ်ဖြစ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဆိုင်ရာဥပဒေပုဒ်မ19အရတရားစွဲနိုင်ရန်နစ်နာသူနှင့်ဆွဲခံရသူနှစ်ဘက်စလုံးသည်ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ရမည်ဟုပြဋ္ဌာန်းထားကြောင်းထောက်ပြထားပါတယ်။သို့တော်စေနေများကဖိလစ်ပိုင်တရားရုံးချုပ်သည်အမှုတွင်လူမျိုးတုံးတစ်ဖြစ်မှုဆက်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားသည့်ရာဇဝတ်မှုများကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အရာစစ်ဆေးနိုင်ကြောင်း2017ခုနှစ်ကဆုံးဖြတ်ထားပြီးဖြစ်ကြောင်းထောက်ပြထားပါတယ်။အရှိတောင်အာရှမှာဆက်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုစုံစမ်းစစ်ဆေးနိုင်တဲ့ခိုင်မာတဲ့ဥပဒေမူပေါင်းရှိတဲ့တခုသေးသောနိုင်ငံကဖိလစ်ပိုင်ဖြစ်နေပါတယ်။တာကြောင့်မြန်မာပြည်ကနနာသူတွေဟာတာဝန်ခံမှုပေါ်ဆောင်နိုင်မည်မျှော်လင့်ချက်အဖြစ်ဖိလစ်ပိုင်ကိုအားကိုးနေကြတာဖြစ်ပါတယ်ဟုရှေ့နေကတန်ထောင်များကိုပြောဆိုကြပါတယ်။ထို့အပြင်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တွင်ဖိလစ်ပိုင်မူရစေဝါစပွဲနနာသူများ၏ဥပဒေကိုစလေဖြစ်တဲ့ရှေ့နေကအခုချိန်ဟာချန်ပီယံကညီအကိုမောင်နှမတွေနဲ့အတူရပ်တည်ပြီးမြန်မာစက်ကောင်စီကိုတာဝန်ခံမှုရှိအောင်ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါတယ်။ဖိလစ်ပိုင်အစိုးရအနေနဲ့လည်းနိုင်ငံတကာဥပဒေကိုအမှန်တကယ်ကာကွယ်ဆောင်ရှောက်ရမည့်အချိန်ဖြစ်ပါတယ်လို့ပြောဆိုပါတယ်။ရှေ့နေများကဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနအနေဖြင့်အဆိုပါအမှုကိုဆက်လက်မဆောင်ရွက်ဘဲနှောင့်နှေးနေပါကဖိလစ်ပိုင်အယူခံတရားရုံးသို့ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရှောက်ထားသူများကတရားရေးဝန်ကြီးဌာနသို့တင်သွင်းသည့်ရှောက်လွှာတွင်နှောင့်နှေးမှုရဲ့အကျိုးဆက်ကိုခံစားနေရတာကချန်ပီယံမှာစစ်တပ်ရဲ့ရဲစက်ကျဉ်းချုပ်မှုကိုဆက်လက်ခံစားနေရတဲ့အယက်သားနနာသူတွေပဲဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှတသက်တွေပျောက်ဆုံးနိုင်သလိုတသက်ခံတွေလည်းအသက်အရွယ်ကြီးရလာပြီးကျူးလွန်သူတွေလည်းအရေးယူမခံရဘဲဆက်လက်လွတ်မြောက်နေမှာပါဟုထုတ်ဖော်ပြောဆိုထားပါတယ်